မနုဿဗေဒပညာရှင်လို့ခံစားပါမနုဿဗေဒဆိုတာလူသားတို့ဖြစ်ပေါ်လာပုံဓလေ့ထုံးစံနဲ့ယဉ်ကျေးမှုတို့ဖြစ်ထွန်းလာပုံကိုလေ့လာတဲ့ပညာရပ်ဖြစ်ပါတယ်ကျွန်တော်ဟာမနုဿဗေဒပညာရှင်တယောက်မဟုတ်သလိုအဲ့ဒီပညာရပ်ကိုလေ့လာလိုက်စားသူလည်းမဟုတ်ပါဘူးဒါဆိုရင်ဘာကြောင့်မနုဿဗေဒအကြောင်းရေးရတာလဲလို့မေးချင်ပါပါကျွန်တော်ကမနုဿဗေဒစကားလုံးကိုကျွန်တော်အကျိုးအတွက်အခုလိုအဓိပ္ပာယ်ပြောင်းလဲဖွင့်ဆိုလိုက်တယ်မိမိရဲ့ခံစားချက်ထင်မြင်ယူဆချက်တွေမပါဝင်ပဲလူတွေရဲ့နေပုံထိုင်ပုံကိုစိတ်ဝင်စားခြင်းလို့ကျွန်တော်ပြောင်းလဲပြီးဖွင့်ဆိုလိုက်ပါတယ်။ပြီးတော့အဲ့ဒီသဘောကိုအခုလိုပဲလက်တွေ့ကျင့်သုံးလိုက်တယ်။အရင်ကကျွန်တော်လူတစ်ယောက်ရဲ့ထူးခြားတဲ့ပြုမှုလှုပ်ရှားမှုကိုတွေးလိုက်တဲ့အခါမှာစိတ်အနှောက်အယှက်ဖြစ်ခဲ့တယ်။စိတ်ဆိုးဒေါသထွက်ခဲ့တယ်။ပြစ်တင်ဝေဖန်ခဲ့တယ်။အခုဖွင့်ဆိုထားတဲ့မနုဿဗေဒအဓိပ္ပာယ်တစ်ကြောင့်သူ့အပေါ်အရင်လိုရှုမြင်မသုံးသပ်တော့ပါဘူး။ထင်မြင်ချက်ခံစားချက်တွေလုံးဝမပါပဲသူဘာကြောင့်အဲ့ဒီလိုပြုမှုလှုပ်ရှားရတာလဲကိုပဲစိတ်ဝင်စားလိုက်ပါတယ်။အဲ့ဒီလိုလှုပ်လိုက်တဲ့အတွက်သူ့အပေါ်မှာအမုန်းစိတ်မပွားတော့ပဲအကျဉ်းသားမေတ္တာစိတ်ဖြစ်ပေါ်လာတယ်။ပြီးတော့သူ့အပြုအမူတွေကိုစိတ်ရှည်သီးခံစိတ်လည်းဖြစ်ပေါ်လာတယ်။မကြသေးခင်ကဒီကိုယ်ပိုင်မနုဿဗေဒသဘောတရားအစ်စ်ကိုလက်တွေ့အသုံးချခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်။ကျွန်တော်နဲ့အသက်9နှစ်အရွယ်သမီးလေးတို့ဟာတညက်နေခင်အိမ်မှာလိုနေတဲ့ပစ္စည်းလေးတွေဝယ်ဖို့အိမ်နားကဈေးဝယ်ကုန်တိုက်ကြီးစီကိုတွားခဲ့ကြတယ်။ကုန်တိုက်ထဲမှာပစ္စည်းလိုက်ရှာနေတော့ပတ်ရော်ကလူငယ်တစုကစူးညံ့ညံ့စကားပြောရင်းနဲ့ကျွန်တော်တို့အနားကိုရောက်လာကြတယ်။ပန်ကရော့ဆိုတာ1980ပြည့်နှစ်လောက်ကအနောက်နိုင်ငံတွေမှာစတင်ပေါ်ပေါက်ခဲ့တယ်။အနောက်တိုင်းကလူငယ်တွေအလွန်ကြိုက်နှစ်သက်ကြတဲ့တေးဂီတာပါ။ဒါပေမဲ့တီးမှုတ်တီဆိုတန်တွေဟာနားကွက်မတက်ဆူညံလွန်းလို့လူကြီးတွေအတော်များများကပန်ကရော့တွေကိုမကြိုက်ကြပါဘူး။ကျွန်တော်လည်းအဲ့ဒီတေးဂီတာကိုမကြိုက်ပါဘူး။ပန်ရော့ကာဆိုတာကအဲ့ဒီတေးဂီတာအမျိုးကိုနှစ်သက်ပြီးအဲ့ဒီတေးဂီတာကိုတီးမှုတ်တီဆိုဖျော်ဖြေသူတွေရဲ့ဝတ်စားဆင်ရင်ပုံကိုတူပေါဝတ်ဆင်ထားသူတွေကိုခေါ်ပါတယ်။ပန့်ရော်ကားရဲ့ဝတ်စားဆင်ရင်ပုံကတန်ကြိုးတွေကိုကိုမှချိတ်ဆွဲတယ်။ဆုပ်ပြဲနေတဲ့ကြောင်ကြကြအဝတ်တွေကိုဝတ်စားတယ်။အယောင်ဆိုးထားတဲ့ထိုးထိုးထောင်ထောင်ဆပင်တွေထားကြတယ်။နောက်ပြီးတကိုယ်လုံးမှာစိမ့်မင်ကြောင်တတူးတွေကိုလည်းထိုးထားကြတယ်။သမီးလေးဟာအနားကိုရောက်လာတဲ့သူတို့ကိုမြင်လိုက်တာနဲ့ကျွန်တော်လက်ကိုဆက်ခနဲ့ဆွဲရလှုပ်ခါလိုက်ပြီးအခုလိုမေးပါတယ်။ဒယ်ဒီသူတို့ဘာကြောင့်အဲ့ဒီအဝတ်စားတွေဝတ်ထားကြတာလဲတဲ့။လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကကျွန်တော်အဲ့ဒီလိုဝတ်စားထားတဲ့ပန့်ရော်ကာလူငယ်တွေကိုတွေ့ရင်အတော်လေးစိတ်ပြတ်ခဲ့မိတယ်။စိတ်ထဲကနေလည်းသူတို့ကိုဝေဖန်ပြစ်တင်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဝတ်စားဆင်ရင်ပုံဟာရှေးရုပ်ဆန်တဲ့ကျွန်တော်အတွက်အလွန်ကိုအမြင်မတင့်တယ်လုံးလို့ပါ။ကျွန်တော်ကအဝတ်အစားကိုတသက်ရရဝတ်ရတာကိုကြိုက်တယ်။သူတို့ဝတ်စားထားတာတွေကကျွန်တော်အတွက်အဆင်မပြေနေပါဘူး။ဒါပေမဲ့အခုကျွန်တော်ဟာမနုဿဗေဒပညာရှင်တယောက်လိုခံစားမိနေပြီမို့စိတ်ထားအမြင်တွေဟာအရင်လိုမဟုတ်တော့ပါဘူး။ဒါကြောင့်သမီးလေးကိုအခုလိုပြန်ပြောလိုက်တယ်။အဖေလည်းသူတို့ဘာကြောင့်အခုလိုဝတ်ထားလဲကိုမသိပါဘူး။ဒါပေမဲ့သူတို့ရဲ့ဝတ်စားဆင်ရင်ပုံတွေဟာထူးခြားလို့စိတ်ဝင်စားစရာမကောင်းဘူးလားလို့သမီးလေးကိုပြန်ပြောလိုက်တယ်။သမီးလေးကသမီးကတော့သမီးရဲ့သပင်ငကိုအယောင်ကိုပဲကြိုက်တယ်။သူတို့လိုနီကြောင်ကြောင်သပင်မျိုးကိုမကြိုက်ဘူးလို့ပြုံးရင်းပြန်ပြောတယ်။ကျွန်တော်လူငယ်တွေရဲ့ဝတ်စားဆင်ရင်ပုံကိုဝေဖန်ပြစ်တင်တာမလုပ်လိုက်တဲ့အတွက်သမီးလေးနဲ့အတူပျော်ပျော်ပါးပါးဈေးဝယ်နေတဲ့ပျော်ရွှင်မှုကိုမထိခိုက်လိုက်ပါဘူး။အဲ့ဒီတုန်းကသူတို့ရဲ့ဝတ်စားဆင်ရင်ပုံကိုဘာကြောင့်ပြစ်တင်ဝေဖန်တာမလုပ်ခဲ့တာလဲ။အကြောင်းကသူတို့နဲ့ရောရောနှောနှောမနေဘူးလို့သူတို့အကြောင်းကိုကောင်းကောင်းမသိဘူး။သူတို့အကြောင်းကောင်းကောင်းမသိဘဲဝေဖန်ပြစ်တင်တာလုပ်မိရင်မိမိအတွက်ဘာမှအကျိုးမရှိဘူး။ဝေဖန်တာမှန်ချင်မှလည်းမှန်ပါလိမ့်မယ်။နောက်ပြီးဝေဖန်ပြစ်တင်ခြင်းကိုလုပ်ခြင်းဟာပြုလုပ်သူကိုစိတ်ညစ်ညူစေတယ်။အားရင်ကုန်ခန့်စေတယ်။အဲ့ဒီလိုမလုပ်တဲ့အတွက်ကျွန်တော်မှအားရင်ကုန်ခန့်တာစိတ်ညစ်ညူတာလည်းမဖြစ်တော့ပါဘူး။အားလုံးပဲလူတစ်ယောက်ရဲ့အပေါ်ယံကိုကြည့်ပြီးမဝေဖန်ခြင်းဖြင့်စိတ်ညစ်ညူခြင်းကိုကာကွယ်လိုက်ပါ။အဆင်ပြေကြပါစေရှင်